တွေမကဘူးနတ်တွေဘလူးတွေလည်းအမိုက်ကန်းနေရှိတာပဲအကျင့်ကပါလာတာလေခုနပြောသလိုခွေးကလည်းမိုက်တာပဲခွေးဖြစ်ရင်လည်းခွေးမိုက်ပဲနွားဖြစ်ရင်လည်းနွားမိုက်ပဲတွေ့ဦးကြပါလိမ့်မယ်နွားလည်းသဘောကောင်းတဲ့နွားရှိတယ်ဆိုးတဲ့နွားရှိတယ်ခွေးကလည်းဆိုးတဲ့ခွေးရှိတယ်သဘောကောင်းတဲ့ခွေးရှိတယ်အဲ့ဒါလို့တိရစ္ဆာန်တွေထဲမှာလည်းပဲဒီလိုရှိတယ်လို့ပဲနတ်တွေပါတွေဖြစ်သွားတဲ့အခါမှာလည်းပဲထို့တူပဲနတ်ဆိုးနတ်မိုက်ဖြစ်တာပဲလူဆိုးလူမိုက်ကနတ်ဆိုးနတ်မိုက်ဖြစ်တယ်တခါတော့ရှင်သာရိပုတ္တရာမထေရမြတ်ကတပောဓာဆိုတဲ့တောင်ကြားတစ်ခုခုခေတ်ဆိုရင်တော့ဗေလီပေါ့နော်မာပြည်မှာဟိုရန်ကုန်မှာခေါ်တဲ့ရှေးတောင်ကြားတို့ဘာလို့နော်တောင်ကြားတွေပေါ့ဗလာဗေလီဆိုတဲ့တောင်ခဗယံတောင်ကြားတွေတောင်နှလုံးကြားကရှူထဲမှာရှင်သာရိပုတ္တရာနဲ့ရှမောက္ကလန်တို့နှစ်ပါတော့အကြောင်းလေးပါသတင်းသုံးတယ်ရှင်သာရိပုတ္တရာအဲ့ဒီနေခေါင်းလေးကိုရိတ်ထားတာပြောင်းနေလာပြီနေရလဲလာပြီနေကြီးကျောင်းပြင်ဘက်မှာလည်းပဲကျောင်းကန်းရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ဈဉ္ညာဝရန္တာလေးမှာထွက်ပြီးတော့ရှင်သာရိပုတ္တရာထိုင်နေတယ်လာပြီနေကြီးဆိုတော့လာကလည်းအဲ့ဒီမှာတာတော့ခေါင်းပေါ်မှာလာရောင်ကျနေတဲ့အခါခေါင်းကလည်းရိတ်ထားကစားဆိုတော့ပြောင်းနေတယ်ရှမောက္ကလန်ကခလန်းလန်းတဲ့နေရာမှာသတင်းသုံးနေတယ်သူကြောင်းနဲ့သူအဲ့ဒီအချိန်မှာမြောက်ကနေပြီးတော့တောင်ကိုသွားတဲ့ဘလူးနှစ်ကောင်ကောင်းကင်ယံကသွားတာကောင်းကင်ယံကနေပြီးတော့အဲ့ဒီတောင်ကျောကြီးကိုဖြတ်လိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာခေါင်းလာတာထဲမှာပြောင်ပြောင်လေးမြင်တဲ့အခါကျတော့ကြည့်ပါဆိုးမိုက်တဲ့ကောင်ဆိုတာဘလို့အတွေးပေါက်တယ်လဲစဉ်းစားကြည့်သူကသူခေါင်းပြောင်တာဘာဆိုင်လဲသူကဘယ်လိုစိတ်ကူးတော့စိဒီခေါင်းပြောင်ပြောင်လက်သီးနဲ့ကထိုးရရင်ကောင်းမှာပေါ့တက်တက်မဲ့ကြည့်နေမကောင်းတဲ့အကြံကိုကြံတယ်ဆိုတာလူစိုးလူမိုက်ဟာလေကြည့်ခေါင်းပြောင်ပြောင်မြင်တော့လက်သီးနဲ့ထိုးချင်စိတ်ပေါက်တယ်ထိုးချင်စိတ်ပေါက်တော့အနားနာနေတဲ့သူ့တငယ်ချင်းကိုပြောတယ်သူနဲ့တူတူသွားတဲ့လူငါဒီရန်ခေါင်းသွားပြီးတော့လက်သီးနဲ့ထိုးဟာဟဲ့ကောင်မလုံးနဲ့မင်းဒီရန်ကတကိုးကြည့်တယ်သွားမလုံးနဲ့မရဘူးမနေနိုင်ဘူးလုံးမယ်မလုံးနဲ့မင်းတကိုးကြည့်တယ်ဒုက္ခရောက်လိမ့်မယ်ပြောပြောဆိုဆိုဟိုတကောင်ကတားတယ်မင်းအလုံးမရှိလှုပ်ရှာကိုလန်းကိုမသွားဘူးနော်ကိုလန်းကိုမသွားဘူးကိုကတမဘတ်ဝင်စားပြီးတော့ရဟန္တာမထေရကြီးလာရောက်ထဲမှာထိုင်နေတယ်အဲ့ဒါဝင်ပြီးတော့သွားပြီးခေါင်းကိုလက်သီးနဲ့သွားထိုးတယ်ထိုးပြအောင်ထိုးတာသူထိုးလိုက်တဲ့လက်သီးထန်ချက်ကဘလူးရဲ့လက်သီးဆိုတော့ပြင်းတာပေါ့